မယ်တင်းကိုတောင်ဂျော်ဒန်လန်ခရူဇာစက္ကနက်ကားကြီးကိုအယောင်ဝယ်စာချုပ်ချုပ်ဆိုပြီးသူမကန်ပေးလာတော့အကျိုးဆောင်ကားကိုယူတယ်ကျေးဇူးပါပဲအမေဝိုင်းဟုဆိုရင်ထိုကြီးမှာခန္ဓာလာသည့်ဧကန်ကြီးထဲမှာကျွန်တော်လက်ထွက်မိအလုပ်ဧကန်နေရာမှာရွှေရောင်ပေါင်သွင်းကွတ်ထားသည့်9ချက်တန်ငွေစက်ကူကိုအမှတ်မတင်တွေ့လိုက်ရတော့သည်ဒီလိုငွေ9ချက်တန်ကိုပေါင်သွင်းရွှေကွတ်ထားပုံထောက်တခုခုထူးခြားတဲ့အကြောင်းရင်းတော့ရှိရကောင်းရဲဟုတွေးရင်ပိုစိတ်ဝင်စားသွားကအကြည့်ကထို9ချက်တန်ကိုမျက်တောင်မခတ်ကြည့်မိလိုက်တော့သည်မင်းတမ်းမိနေတော့ကျွန်တော်ဤဟန်ပန်မှုရောက်ကိုသတိထားမိတော့အမေဝိုင်းမှာမောင်လေးကဒီ9ချက်တန်လေးကိုစိတ်ဝင်စားနေတာတွေတူတယ်ဟုတ်တယ်အန်ဒီဒီဟောင်းနှမ်းနေတဲ့9ချက်တန်ရဲ့နောက်ွယ်မှာထူးခြားတဲ့ဇန်လန်လေးတစ်ပုဒ်ရှိရမယ်လို့ကျွန်တော်ယုံကြည်ထားလို့ပါဒါပေါ့ကွယ်သိရှိတာပေါ့မောင်ရင်လည်းကြားဘူးမှာပါကျုပ်တစ်လုံးကို2ယောက်ခွဲစားတာတို့ပမုတ်တစ်ချက်ကို2ယောက်ချမ်းစားတာတို့ပေါ့အန်တီဝိုင်းကတော့တစ်မျိုးဒီ9ချက်တန်လေးကအန်တီဝိုင်းကိုအခုလိုတတိမကြီးဖြစ်လာရအောင်လှုပ်ပေးခဲ့တဲ့ဘွားရဲ့ဒစိတ်ဒေတာပေါ့ကွယ်ဟမ်ဒီ9ချက်တန်လေးနဲ့တတိမကြီးဖြစ်လာတာတကယ်လားအန်တီဆိုစိတ်မရှိရင်လေဒီဇလန်အကြောင်းလေးပြောပြပေးလို့ရမလားဗျနောင်လာနောက်သားတွေလည်းသိရတာပေါ့ဗျာထို့ခါအမေဝိုင်းမှာရီဝေနေသောမျက်လုံးများဖြင့်ဟိုးဝေးကအတိတ်ဘဝကိုပြန်မြင်ရောင်ရင်းပြောလိုက်သည်ကအန်တီဝိုင်းကအခုနေပြီးတော့မဖြစ်ခင်အဲ့နေရာမှာရှိနေခဲ့တဲ့တစောင်းကြီးကုန်းကျော်သူပေါ့ကွယ်ငယ်နာမည်ကခင်ဝိုင်းကြီးတဲ့ငယ်စဉ်ကဆင်းရဲလွန်းပြီးတရွာလုံးရဲ့ခိုင်းဘတ်မိဘတွေကလည်းငယ်စဉ်ကလေးကဆုံးမသွားလို့သူတစ်ပါးအိမ်မှာခုကတ်နေရင်းအသက်16နှစ်အရွယ်မှာမြို့တက်လှုပ်လို့မယ်ဆိုပြီးအန်တီထော်လာဂျီဒီဇီနဲ့ပြုတ်ကိုတက်လာခဲ့တယ်ရင်ဘတ်ထဲကချွေးကန်အင်ဂျီထဲမှာတော့အခုဓာတ်ပုံတွေက9ချက်တန်တရွတ်လေးပဲပါတယ်ထော်လာဂျီစီကပတ်စံထုတ်ပြီးတော့ကာသမားကတနာပြီးကားမြူခဲ့ပဲသူနဲ့အကြောင်းပါခဲ့ရတယ်ဒီ9ချက်တန်လေးမသုံးဖြစ်ခဲ့ဘူးဒီလိုနဲ့အန်တီဝိုင်းဘွားကိုဒီလိုထော်လာဂျီကြော်ဖြစ်တက်လုံးမြက်တည်နိုင်မှုလေဆက်လက်ကြိုးစားရကနောက်တော့မြို့ပေါ်ကကားဝေါ့ရှော့မှာထော်လာဂျီကိုလာပြင်းရင်ထော်လာဂျီမောင်းသူနဲ့ကွဲဝေါ့ရှော့ဆရာနဲ့အကြောင်းပါခဲ့ရပြန်တယ်ဒီ9ချက်တန်လေးကတော့အရာမယွင်းခဲ့ဘူးစီဂျီနဲ့တွေအင်ဂျင်ဝိုင်နဲ့နေနေတဲ့ဝေါ့ရှော့ဆရာကြော်ဘွားမှာလည်းအန်တီဝိုင်းဘွားကိုအဆုံးထိအနစ်မခံနိုင်ဘူးလေဒါကြောင့်အန်တီဝိုင်းဒီနေရာမှာမရက်နေပဲဆက်လက်ကြိုးစားခဲ့တယ်ဒီလိုနဲ့ကားဝေါ့ရှော့မှာကားလာပြင်းနဲ့အရန်ချမ်းသာတဲ့အဖိုးကြီးတယောက်နဲ့ထပ်တွေ့ပြီးအန်တီဝိုင်းအခုလိုတထေးမကြီးဖြစ်လာရတာပေါ့ကွယ်အဲ့ဒီအဖိုးကြီးလဲဆုံးရောသူပိုင်ဆိုင်သမျှတွေအမေဝိုင်းရလိုက်ရကနေအခုလိုတထေးမကြီးဖြစ်လာခဲ့ရတာပဲတိတိကျကျပြောရရင်9ချက်တန်အနွမ်းလင်းနဲ့စားခဲ့တဲ့ဘွားကနေအခုလိုတထေးမကြီးဖြစ်လာခဲ့တာလေအဲ့ဒါကြောင့်အန်တီဝိုင်းအနေနဲ့အခုလိုလူငယ်တွေကိုမှားကျင်တာကအန်တီဝိုင်းလိုဖြစ်အောင်မလျှော့သောဇွဲလုံးလားနဲ့စူးစမ်းကြပါလို့ဒါနဲ့မောင်လေးရောရွှေကန်အင်ဂျီတွေကပတ်ဆက်9ချက်တန်လေးကန်ကြည့်ကျင်သေးလားဒိုခါကြမှာအန်အောမင်တက်နေတဲ့ကျွန်တော်ချက်သိမ်းမွေးများထကအတိစိတ်ပြန်ဝင်လာပြီရပါတယ်အမေဝိုင်းရဲ့မကြည့်တော့ပါဘူးဗျာကျွန်တော်ပြန်တော့မယ်နော်အမေဝိုင်းခုဆိုကပြတလဲဖြင့်ထိုအိမ်မဖက်နဲ့မစည်းပဲအမြန်ပြေးထွက်လာခဲ့ရတော့သည်ရေးသားသူကျော်စင်လက်ငနော့